ကားတေဆုံးသွားပြီးနောက်ငင်းချမ်းရေးပြန်လည်ရရှိလာပြီးအရာအလုံးပုံမှန်အခြေအနေသို့ပြန်ရောက်ရှိသွားခဲ့သည်ယခုအခါဆက်မသည် Pride Lands ဘရင်ဖြစ်နေပြီဖြစ်ပြီးနောက်လာမှလည်းရင်းတို့၏ဒုတိယမြောက်သားငယ်လေးကိုမွေးဖွားတော်မူဖြစ်သည်ဆက်မသည်နောက်လာကိုရှာဖွေရန်တောအုပ်ထဲသို့ထွက်ခွာသွားခဲ့ပြီးရင်းတို့၏သမီးဖြစ်သူ Kara ကိုမူထမတ်နှင့်ဖမ်ဘော်တို့၏စောက်ရှောက်မှုအောက်တွင်ထားခဲ့သည် Kara သည်မိဘများကိုလွမ်းဆွနေချိန်တွင် Rafik ကရောက်ရှိလာပြီးသူမကိုအာယုံလွဲကပျော်ရွှင်စေရန်ကြကိုးစားပေးသည့် Rafik သည်သူမအားဇလန်တပုတ်စတင်ပြောပြလေသည်ထိုဇလန်မှာဆက်မ၏ဖခင်နှင့် Kara အဖိုးဖြစ်သူမဟာဘရင်ကြီး Mufasa အကြောင်းပင်ဖြစ်သည်ဇလန်သည် Pride Lands နှင့်အလွန်ဝေးကွာသောနေရာတစ်ခုစီသို့အတိတ်ကာလပြန်လည်ပုံဖော်ပြသသည့်ပုံစံဖြင့်ရွေ့လျားသွားသည့်ဝေးလံခေါင်တည်ပြီးကြမ်းတမ်းခက်ခဲသောဒေသတစ်ခုတွင်မိုးမရွာသွန်းသည်မှာကြာမြင့်နေပြီဖြစ်သဖြင့်တိရစ္ဆာန်များမှာရေငဲ့၍တေဆုံးနေကြရသည် Mufasa မိခင်ကသူ့အားမောက်ဟုခေါ်သောနေရာတစ်ခုအကြောင်းပြောပြသည်ထိုနေရာသည်အလင်းရောက်ရှိရာဘက်တစ်ဖက်ခြမ်းတွင်တည်ရှိသောလှပသည့်မြေပြင်တစ်ခုဖြစ်ပြီးအသက်ရှင်တန်ရေးအတွက်လိုအပ်သမျှအရာအလုံးပြည့်စုံစွာရှိနေကာကောင်းကင်ဘုံနှင့်မခြားနာသောနေရာတစ်ခုလည်းဖြစ်သည်ယင်းတို့သည်ထိုမြေပြင်စီသို့ခီးနှင်နေကြခြင်းဖြစ်သည်မူဖတ်စာသည်အိမ်မက်ကဘာထဲတွင်နှင်မွန်းနေပြီးအလွန်အမင်းစိတ်လှုပ်ရှားပျော်ရွှင်နေသည်ထိုသူသုံးဦးသည်ခီးကိုဆက်လက်နှင်ကြသည်ရုတ်တရက်ဆိုသလိုပင်ရာသီဥတုပြောင်းလဲသွားပြီးမိုးရွာသွန်းလာတော့သည်မူဖေရှာတွက်မူဤသည်မှာသူ၏ဘဝတွင်ပထမဆုံးအကြိမ်မြင်တွေ့ရသောမိုးရွာအတုံးမှုပင်ဖြစ်သည်တိရစ္ဆာန်များအားလုံးသည်မိုးရေများပြည့်နှက်နေသောရေတွင်းကြီးတစ်ခုအနီးတွင်စုဝေးရောက်ရှိလာကြပြီးပျော်ရွှင်စွာကစားကာအောင်ပွဲခံကြသည်မဖက်စာသည်အမှန်တကယ်ပင်ပျော်ရွှင်နေပုံရသည်